လက်ဖက်ကောင်းစားရဖို့အတွက်ဘယ်လိုလုပ်ရမလဲလုပ်ပုံလုပ်နည်းအစဆုံးတွေကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်လက်ဖက်ဟာမြန်မာနိုင်ငံစားသုံးကုန်တမကနိုင်ငံတကာအဆင့်အဖြစ်ပါစားသုံးကုန်အဖြစ်ပါဝင်ခဲ့ပြီးဆေးဘက်ဝင်အစားအစာလည်းဖြစ်တဲ့စားတောက်ကုန်တစ်မျိုးပဲဖြစ်ပါတယ်အခုမြင်တွေ့တာကတော့တရုတ်ပြည်တဲ့ကတန်းပလောင်မင်းသမီး2ယောက်ကလက်ဖက်ကောင်းစားရဖို့အတွက်ဘယ်လိုလုပ်ရမလဲလုပ်ပုံလုပ်နည်းအစဆုံးတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်နော်အားလုံးအတူတူလိုက်ကြည့်ကြမယ်ခင်ဗျ来铁妹扶好看我的今年的第一批大叶种开杠哇真香喂刚刚这样还是大姐棒啊虚的来这颗比较矮然后应该适合你试试看我帮你扶着上慢一点啊妹妹今年呀能不能换个电三文就看这个茶叶了1分2分3分哎给你补个7分8分哪里快了这个车有希望提神醒脑腿部真的吗摸一下吗摸重一点你摸旁边不要摸这里你要这种碰要这种碰不是当我傻呀我感觉我们的电动三文有着落了耶行流体的动作有没有温度够了直接上茶可以可以了扎手了茶叶娜姐今晚你的茶叶打翻了打翻了好来甜妹这样安排还可以吧那是太可以啦诗文继续干活是根石斛吃一下我们上山的白花菜，这就是要过水。哎，甜妹，吃一下你的豆腐啊！哎，是我给你吃。完工。长版，你的珍藏版，哎，对。မြန်မာစကပုံအတိုင်းလက်ဖက်ကောင်းစားချင်ရင်တန်းပလောင်တောင်တန်းကိုတက်နိုင်မှစားရမယ်လက်ဖက်ကောင်းစားချင်တာဖြစ်ဖြစ်ဖောက်တယ်စေဝယ်ယူချင်တာဖြစ်ဖြစ်တန်းပလောင်ဌာနေကိုလာဝယ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်